ယုံတဲ့လူတွေကြည့်ကြဟေးဒါ AI မဟုတ်ဘူးတကယ်တရုတ်ပြည်မှာနော်ဆယ်ကန်ကြီးပေါက်ပြီးတော့ဆယ်ကန်ကြီးကျိုးပြီးမှဒါမြို့တွင်းထဲကိုရေစီးပြီးမှကားတွေဆောက်ဦးပါသွားတာပဲ